အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြချင်တာဘယ်လိုလဲဆိုတော့ Android စနစ်ထဲကိုဘယ်လိုထိုးဖောက်ဝင်ရောက်လို့ရလဲပေါ့နော်ထိုးဖောက်ဝင်ရောက်လို့ရတဲ့နည်းဒီဖုန်းကွန်ပျူတာနဲ့ကွန်မန့်ပေးပါဒီဖုန်းကင်မရာလမ်းရိုက်မယ်ပေါ့နော်ကွန်မန့်လေးပဲနော်ဒီဘက်ကိုရိုက်ဒါကျွန်တော်ကွန်ပျူတာ keyboard ကိုဒီဖုန်းကနေလမ်းရိုက်လိုက်တာပေါ့နော်ကွန်ပျူတာနေ webcam snap ဆိုတဲ့ command ကိုရိုက်လိုက်တယ်ရိုက်လိုက်မှဒီဖုန်းရဲ့ကင်မရာကိုအသုံးပြုလိုက်တယ်ပေါ့အသုံးပြုပြီးမှဓာတ်ပုံရိုက်လိုက်တယ်ပြီးကြတော့ဒီကွန်ပျူတာနေပြန်လမ်းဖမ်းတယ်အဲ့တော့ကျွန်တော်တို့ Android version တစ်ချက်စစ်ကြည့်မယ်ပေါ့နော်ဒီဖုန်းရဲ့ Android version ကဘယ်လောက်လဲဆိုတော့စစ်ရတဲ့မှာ Android version ကAndroid version ဟုတ်လားကျွန်တော်တစ်ချက်စစ်ကြည့်17ရပါနာထားတယ်Android version 10ဒီဖုန်းရဲ့ Android version က10ပေါ့နော်အမှလည်း10ဒီဖုန်းလေးကိုပို့လာတဲ့ message တွေကိုကျွန်တော်တစ်ချက်ခတ်လိုက်မယ်ပေါ့နော်ဘာ message တွေရှိလဲဆိုတော့တစ်ချက်ကြည့်ရအောင်SMS ဆိုတဲ့ command နဲ့ဆက်လိုက်ဆက်မယ်တော့ဒီမှာပြောရဲ SMS message ရတယ် save to SMS လောက်လဲ20ဒီရပါတော့ဒီ file ထဲမှာဒီ data ရလို့ပြောတယ်တော့ဒီမှာ SMS နော်တော့ file ဒီအောင်ဆိုဆက်အဲ့မှာတရားခုနရိုက်လိုက်တဲ့ဓာတ်ပုံပေါ့နော်အဲ့မှာပို့ထား message ကဖိုင်တရားပို့တာတော့ရနေတဲ့ဖုန်းဝင်ဖြေးတာဒီမင်းကဆက်ဆက်ပြောနေတာပေါ့နော်ဖိုင်တရားပို့ထားတဲ့ message ပြောချင်တာအဲ့လိုပုံစံနဲ့ဒီ Android စနစ်တွေကိုထိုးဖောက်ပြီးဝင်ရောက်လို့ရပါဘောနော်ဒါဆိုတော့သူက
ဘယ်တော့မရှိတော့ဝင်ရောက်လို့မရဘယ်တော့ရှိရဆိုမှဒီလိုလုပ်လို့ရအောင်ပါနော်ဘယ်တော့မထည့်ထားတဲ့နေရာတော့လုပ်လို့ရအောင်ပေါ့တော့ဒီစနစ်ကိုတိတ်မိကြရဘာလို့လဲဆိုတော့တိတ်မိကြရတကယ်လက်တွေ့မှာတော့တကယ်ဘယ်လို useful တော့မဖြစ်ဘူး touch လောက်တာတော့ရဆိုတော့ stable တိတ်မဖြစ်ဘူးအမှ Google Play Store မှာဘယ်လို free မပေးတဲ့ software တစ်ခုကိုကိုယ်ကနေကိုဘယ်လိုဆိုဝယ်ပြီးတော့အဲ့တော့မှကိုကဘယ်တော့ကိုယ်ဆိုင်တဲ့ကိုပေါ့နော်ဘယ်တော့ပြန်ထည့်ပြီးတော့ free ပေးလိုက်မယ်ဆိုရင်ကိုယ်ဆိုင်ကနေပြန်ထိန်းချုပ်လို့ရပါဘောနော်အဲ့လိုဆိုကိုယ်ဆိုင်တဲ့ဒီက stable မဖြစ်ဘူးပြီးတော့ဒီစင်မပြေဘူးက line ကိုလည်းမူတည်ကြရအောင်ကျွန်တော်ပြောချင်တာဒီလောက်ပဲအားလုံးကျေးဇူးတင်